Happy birthday ပါဒေါအောင်ဆန်းစုကြည်အသက်80တနှစ်ပြည့်ပြီဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့အတွက်နိုင်ငံတကာအတိုင်းအဝိုင်းကတောင်းဆိုလိုက်ပြီးပဲဖြစ်ပါတယ်။မင်းအွန်လိုင်းဟာအခုအချိန်မှာအာဆီယံအစည်းအဝေးပွဲကိုတက်ခွင့်မရတာကအာဆီယံကဒေါအောင်ဆန်းစုကြည်ကိုလှုပ်ခိုင်းလို့ပါ။မကြခင်မှာဒါရုရှားသမ္မတကြီးပူတင်နဲ့အာဆီယံခေါင်းဆောင်တွေအကုန်လုံးတွေ့ဆုံကြမဲ့အစည်းအဝေးပွဲမှာဒါရုရှားဆိုရဘက်ကနေလေမြောင်းလှိုင်အတွက်ကိုညီပြီးတော့ဒါအာဆီယံကိုဒါတောင်းဆိုပေးတယ်မြောင်းလှိုင်ကိုရောက်ခွင့်ပေးဖို့အတွက်ပေါ့လေဒါမဲ့ဒါအာဆီယံကတောင်းဆန်းစုကြည်ကိုမလွတ်ပေးမချင်းတော့သူတို့အနေနဲ့ဒါမျိုးကိုသူတို့စဉ်းစားပြီးမှမဟုတ်ဘူးဒါမျိုးကိုသူတို့အနေနဲ့လက်ခံမှလည်းမဟုတ်ဘူးဆိုရင်နေသားမျိုးနဲ့ကိုဒါပြောသွားခဲ့တာကျွန်တော်အနေနဲ့တွေးရတယ်ပေါ့နော်ဆိုတော့အင်မတန်မှဝမ်းသာစရာကောင်းတာကတော့အာဆီယံကတော့တောင်းဆန်းစုကြည်ကိုဒါလှုပ်ခိုင်းနေတာကိုကျွန်တော်အနေနဲ့ဒါတွေ့မြင်ကြတာဖြစ်တယ်ပေါ့လေဆိုတော့တစ်ဖက်မှာဒေါအောင်ဆန်းစုကြည်ကတီဗီလို့ပြောကြတယ်ဒေါအောင်ဆန်းစုကြည်မရှိတော့ဘူးလို့ပြောကြတယ်ဒီမီခွန်းတွေကကျွန်တော်တို့မကြခင်လာပိုင်းနော်နှစ်ပိုင်းမှာကျွန်တော်သိရတော့မယ်ဒေါအောင်ဆန်းစုကြည်ကအသက်80နှစ်ပြည့်ပြီဖြစ်တယ်အသက်မှန်အမျိုးသမီးတွေလို့နော်စေဝါကုသမှုခံရတာလည်းမဟုတ်ဘူးဆိုတော့ဒေါအောင်ဆန်းစုကြည်အသက်ရှင်နေလားရှိသေးလားဆိုတာကျွန်တော်မကြခင်မြင်တွေ့ရတော့မှာပါ